G10 level မှာကစာလုံးဝမလုပ်ခဲ့ဘူးအခြေခံလည်းမရှိခဲ့ဘူး G12 ရောက်ကြမှာပဲပေါ့နော်တေချာလေးစူးစမ်းလို့ရှိရင်အောင်နိုင်ပါမလားပေါ့ဒီမိကုန်းတွေကကျောင်းသားကျောင်းသူတွေကောမိဘတွေအတွက်ကောနော်အရန်သိချင်ကြတဲ့မိကုန်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတခုအသိပေးချင်တာကတော့ grade 12ရောက်မှတေချာစူးစမ်းမယ်ဆိုရင်တော့အောင်နိုင်တယ်အောင်နိုင်တာထက်ကိုပိုပြီးတော့မှစူးစမ်းလို့လည်းရနိုင်ပါတယ်ဆိုတော့အဓိကကတော့ဒီကျောင်းသားရဲ့လုံနိုင်စွမ်းပေါ်ဟာအရန်ကိုပိုတည်လာပါတယ်ဆိုတော့အဓိကကတော့အရင်ဦးဆုံးသိရမယ့်ချက်ကကိုကဘလောက်ပဲအခြေခံမပါဘူးဆိုခဲ့ပါစေပေါ့နော် grade 12မှာတေချာစူးစမ်းမယ်ဆိုလို့ရှိရင်တော့ဆုံးဖြတ်ထားတယ်ပေါ့နော်ကိုယ်တိုင်ကလည်းလုံမယ်လုံနိုင်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တော့ဒါကျင့်တည်ပါရရှိနိုင်မယ်လို့အရင်ဆုံးပြောချင်တယ်ပေါ့နော်ဒါပေမဲ့လုံလို့ရမယ့်ပုံစံမျိုးလေးတွေလုံလို့ရမယ့်နည်းလမ်းလေးတွေဘယ်လိုမျိုးလေးတွေတွားလို့ရှိရင်တော့ပို့ပြီးတော့ထိအောင်မလဲဆိုတာလေးတွေတော့ဒီနေ့မှာနည်းနည်းလေးပြောပြပေးချင်တာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့အခြေခံမပါတဲ့အတွက်ကြောင့်မို့လို့ကိုကအခြေခံကနေပြီးတော့မှတေချာသင်ပေးနိုင်မယ့်ကျူရှင်ဖြစ်ဖြစ်ကျောင်းမြတ်ဖြစ်ဖြစ်ဆရာဆရာမတွေပဲဖြစ်ဖြစ်ပေါ့နော်တေချာရွေးချယ်နိုင်မှုကတော့အရင်အရေးကြီးလာပါတယ်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့တွေ့ရကျူရှင်တွေကျောင်းတွေတက်လိုက်တဲ့အခါမျိုးမှာ10 level အခြေခံတွေကိုပြန်မပြောတဲ့ပြန်ပြီးတော့ကိုကမသိနေတဲ့အတွက်ကြောင့်မို့လို့ပြန်မပြောတဲ့ပုံစံမျိုးတွေဖြစ်နေရဆိုလို့ရှိရင်တော့ဒါကိုယ့်အတွက်အထီရောက်တာမျိုးတွေအကျိုးမရှိတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အရင်ဦးဆုံးကတော့ကိုယ်တေချာသင်ပေးနိုင်မယ်အခြေခံပါအောင်လို့ပြန်ပြီးတော့မှအခြေခံလို့လည်းပြန်ပြီးတော့နှွေးပေးနိုင်မယ်ပုံစံမျိုးလေးနဲ့တွားနိုင်မယ်နေရာတစ်ခုကျူရှင်တစ်ခုကျောင်းတစ်ခုရွေးချယ်ဖို့အရင်အရေးကြီးတယ်နောက်တစ်ခုကတော့စာလုပ်တဲ့ method ပုံစံပေါ့နော် technically အရေးကြီးပါတယ်ဆိုတော့ပုံမှန်တိုင်းကြီးစာသင်ုံနဲ့ကောင်းကောင်းမွန်သင်လိုက်ရုံနဲ့ရပြီလားဆိုတော့မဟုတ်သေးဘူးလေကိုယ့်အနေနဲ့ကိုပြန်ပြီးတော့တေချာ train ရမယ်ပြန်လုပ်ရမယ်ပြန်လေ့ကျင့်ရမယ် practice လုပ်ရမယ်ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ကကိုယ်တိုင်ကတေချာတရက်ကိုတရက်ဘယ်နှစ်နာရီလုပ်မယ်ဘယ်ဘာသာတွေလုပ်မယ်ဘယ်အချိန်တွေမှာလုပ်မယ်တေချာသတ်မှတ်နိုင်လို့ပိုကောင်းတာပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့လေတေချာလမ်းညွှန်ပေးနိုင်မယ်ဆရာဆရာမတွေ guide တွေကိုခေါ်တာကတော့ဒီရောက်မယ်လို့တော့မြင်မိတယ်နောက်ဆုံးတစ်ချက်ကတော့ဒီစာမှုဘွဲ့တက်ပေါ့နော်ပြင်ဆင်တဲ့အခါမှာအဓိကကိုယ့်ရဲ့ target တစ်ခုပေါ့ကိုကအောင်ကျင်ရုံပဲလားဂုံတူးတွေကတော့ဘယ်လိုဘာသာတွေကိုပါစင်တာလဲဒါလေးကိုသိထားပြီးတော့မှစူးစမ်းမယ်ဆိုရင်တော့ပို့ပြီးတော့ကိုယ့်ရဲ့စူးစမ်းခြင်းစိတ်ကလည်းပို့ပြီးတော့ရှိလာမယ်လို့ကိုယ်အနေနဲ့ယုံကြည်တယ်ပြောချင်တာကဒီတိုင်းကြီးပြီးပြီးရောလေးလာတာမျိုးတွေထက်စာလုပ်နေတာမျိုးထက်စာလို့ရှိရင် target တစ်ခုတွေထားပြီးတော့သွားတဲ့အကြောင်းသူတွေကလေးတွေဖြစ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှစာလုပ်တဲ့ခါမှာလည်းသူ့ရဲ့ motivation တစ်ခုအနေနဲ့ရလာမယ်လို့ယုံကြည်တယ်ဒါကြောင့်မလို့ဒီနေ့ပြပြတဲ့အချက်လေးတွေနဲ့ဒီအခြေခံဘယ်လိုမှမရှိဘူးဆိုတဲ့ကလေးတွေဖြစ်နေပါစေဒီလိုမျိုးလေးလေ့လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှထိအောင်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲလုပ်ကြည့်လို့လည်းရပါတယ်